ကျွန်တော်ရဲ့ champion လောင်း A အသင်းအနေနဲ့ VDR ကို 2-1 ဆိုတဲ့ result နဲ့ MBL အင်ဒိုနီးရှားအဖွင့်ပွဲစဉ်မှာတော့ရှုံးနိမ့်သွားခဲ့ပါတယ်ခင်ဗျာအဲ့ဒါ Ego ရဲ့ game number 1 draw မှာဆို Urena ကိုအတန်ကီချန်ကယ်နီနဲ့ဆော့လာတယ်ဒါအပြင်ကိုဒီမက်တာဝင်နေနဲ့ဆိုတာကအနောက်ကနေ fighter form နဲ့တောက်လျှောက်တွေစပဲလိုက်ပြီးတဲ့ဒဏ်ကိုတစ်ဖက်က VDR တောက်လျှောက်တွေမခံနိုင်ခဲ့ဘူးတာတာဘယ်တွေမှာအဲ့ဒါ Ego တောက်လျှောက်တွေကိုတာခဲ့တယ်ဗျမကိန်းတိုင်းမလောက်မှာ VDR ရဲ့ play style တော်တော်လေးပြောင်းသွားတယ်ချီးဖို့ကောင်းတယ်အဲ့ဒါ Ego ကိုတောက်လျှောက်ကြီး9ယောက်ဂယ်တိုးဆိုင်မယ်ဆို AE ကိုလုံးဝဗဒယ်မနိုင်ဘူးဒါကြောင့်မို့ AE ကိုဗဒယ်စတယ်ဗဒယ်ကိုအနောက်ဗဒယ်ရှေ့ဗဒယ်ဆိုပြီးဗဒယ်ကိုခွဲပစ်လိုက်တယ်ဒီ play style ကြောင့်ပဲ VDR အနေနဲ့ game number 1မှာ AE ကိုအနိုင်ရရှိသွားတယ်လို့တော့ကျွန်တော်မြင်ပါတယ်ဂိမ်းတော့ AE တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဗျအာလီ objective တွေအားစားလုံးဝမပေးရဘူး enemy ကိုတာရန်တာလို့ဖိရဒါကြောင့်မဲ first law တိုင်မင်လောင်းနေကိုအဲ့ဒါ Ego နေနဲ့တောက်လျှောက်ကို VDR ဘက်ကို pressure တွေပေးပြီးတော့အနိုင်ခဲ့တယ်ဗျဂိမ်းတော့အဲ့ဒါ Ego ကိုချီးကျူးရမယ်ဂိမ်းနံပါတ်2ပြီးမှာ VDR အနေနဲ့တော်တော်လေးရိမ့်နေသွားတဲ့ကြောင့် AE အနေနဲ့နိုင်မဲဆိုပြီးတော့ပျော်ခဲ့တယ်ဒါမဲ့ပြောခဏတော့မခံဘူးဂိမ်းနံပါတ်3မှာရွေးနဲ့ချန်ကအတန်ကီပုံစံကိုပဲပြန်ဆော့လာတယ် AE ရဲ့ signature hero Fia ကို VDR ကယူပြီးတော့ပြန်ရိုက်ပြတဲ့အကွက်တွေကတော်တော်လေးဆိုးတယ်မကိန်းတိုင်းမှာတော့ VDR အနေနဲ့ YB impact တွေတစ်ဖက်က Fia ပေးတဲ့ physical coach တွေကြောင့်အဲ့ဒါ Ego ဗဒယ်လေးဝင်မရဗဒယ်စာပြီးရင်ကိုပြန်ထွက်လို့မရတဲ့အနေအထားတစ်ခုမှာ VDR အနေနဲ့ဒီ impact တစ်ခုကြောင့်ပဲ game number 3ကတော့အနိုင်ရရှိသွားခဲ့တယ်။ကဲကျွန်တော် channel လေးကို like subscribe လေးလုပ်ကြပါဦး။ကျွန်တော်ကတော့ season 22 DB ဖြစ်ပါတယ်။နောက်ဗီဒီယိုများမှာပြန်တွေ့ပါဦးမယ်။ Brown အနေနဲ့ AE ကိုဘယ်လိုမြင်လဲ။ကဲ Brown ထင်မြင်ချက်လေးကို comment မှာမှန်သွားပေးလို့ရပါတယ်။နောက်ဗီဒီယိုများမှာပြန်တွေ့ပါဦးမယ်ဗျာ။